အားလုံးမင်္ဂလာပါမင်္ဂလာပါဒီနေ့တရက်တလပိုင်း15ရက်2026ရက်နေ့ရင်းမြစ်ခိုင်မှတ်6တိုင်းဌာနချုပ်မှာကျင်းပပြုလုပ်တဲ့တိုင်းရင်းသားညီညွတ်ရေးစုဖွဲ့မှုဆိုတဲ့အင်အားစုတွေကိုရောက်ခဲ့လို့အင်တန်ဝမ်းသာပါတယ်ခုဒီလိုရောက်ခဲ့ရခြင်းအတွက်လည်းထိတ်ကြားတဲ့ရင်းမြစ်ခိုင်မှတ်6တိုင်းရင်းကတိုင်းရင်းမှုကိုကလဲမောင်လည်းကျေးဇူးတင်ပါတယ်ရင်းမြစ်ခိုင်စစ်ဌာနအနေနဲ့ခြားတော့တာဝန်ရှိတဲ့ခိုင်ကိုပေးမှုကအခြားပြည်လွန်နေတဲ့အတွက်သူ့ရဲ့ကိုယ်စားလာရောက်ရခြင်းဖြစ်ပါတယ်ကျွန်တော်ရင်းမြစ်ခိုင်စစ်ဌာနရဲ့စစ်စေရာရှိယာယီဖြစ်ပါတယ်ဟုတ်ကျွန်တော်စစ်တလေထုံးစံရဒီနေ့စစ်ကြောင်းမှာရှိတဲ့ရဲဘော်တွေရဲ့ကျွေးရောက်လာကြတဲ့မြို့နယ်မှာတာဝန်ရှိတဲ့လူကြီးမင်းများအားလုံးရဲ့ကျွန်တော်စစ်တလေထုံးစံနဲ့အားလုံးကိုလေးပြုပါတယ်ရဲဘော်တို့ဒီဘက်ကိုစီမြင့်ထက်ကနေလာပြီးမိန်ခွန်းပြောတယ်ဆိုတာထက်ရှေ့ဆက်ပြီးကတော့ညီညွတ်နဲ့ဘလို့လှုပ်လှုပ်သွားကြမလဲဆိုတဲ့အနေထားမျိုးမှာအကိုကြီးတယောက်ကညီလေးတွေကိုလာပြီးတော့မှစစ်စင်ရေးကိစ္စတွေကိုတိုင်ပင်ဆွေးနွေးတဲ့သဘောလိုပဲရှင်ထဲမှာမှတ်ယူကြပါဟုတ်ဘာလို့ဒီချိန်ကရန်သူဟာဆင်းမြင့်စစ်စင်ရေးကိစ္စတွေပြင်ဆင်ထားတယ်ငါတို့ကလည်းဒီရန်သူကိုဒီအာဏာရှင်စနစ်ကိုရွေးချွတ်အဆုံးသတ်တိုက်ပွဲဝင်နိုင်ဖို့ငါတို့ကလည်းတရင်ဆိုတခုချင်းစီနဲ့တော်လှန်လို့ရတဲ့အခြေအနေမဟုတ်တော့ဘူးအဲဒါကြောင့်ငါတို့ကတရင်တစ်ခုနဲ့ပေါင်းပြီးတစုတည်းဖြစ်အောင်ဘူးတစ်ခုတိဆောက်ပြီးမှသာလေရန်သူကိုတော်လှန်နိုင်မယ်ဆိုတဲ့ဒေသမျိုးဖြစ်တယ်ညီမတွေအားလုံးကလည်းဒါတည်ထားပြီးသားဖြစ်လိမ့်မယ်အဲကြတော့အာဏာရှင်စနစ်အမြင့်တွယ်နေတဲ့ဒီနိုင်ငံမှာငါတို့ကလေးလေးတော်လှန်ရေးသမားတွေကတော်လှန်မှုရဆိုရင်မတ်တင်ငါတို့ညီညွတ်ဖို့လို့ငါတို့မညီညွတ်ရင်ငါတို့ဘာမှလုပ်လို့မရဘူးပို့ဆိုတာရက်ကွက်ထမှာရေကော်မတီမီးကော်မတီဖွဲ့တဲ့အလုပ်တော့မညီညွတ်ရင်ဘာမှလုပ်လို့မရဘူးရှေ့သားစစ်မြေပြင်မှာမင်းပါလဲငါပါလဲမင်းကဘာကောင်လဲငါဘာကောင်လဲဆိုပြီးတော့မှအသက်ကိုအသက်ချင်းထပ်ပြီးတော့မှတိုက်ရတဲ့စစ်သားတွေဖြစ်တဲ့အတွက်ငါတို့ပို့ပြီးညီညွတ်ဖို့လိုအပ်တယ်ဟုတ်တယ်နော်ဟုတ်ငါတို့ညီညွတ်ဖို့လိုအပ်တယ်ဆိုတော့ကြတော့ညီညွတ်ဖို့ရရေးကငါတို့ဒီကိုကောင်းဆန်လို့မရဘူးပြီးတော့သက်ဆိုင်ရာတင်သားဆရာတွေနဲ့အစည်းအဝေးတော်ညွှန်ကြားမှုတွေတင်ကြားမှုတွေလည်းမင်းတို့တင်ကြားပြီးခဲ့ပြီးသားဖြစ်တယ်ငါတို့ကတယောက်ချင်းနဲ့စစ်တိုက်လို့မရဘူးတက်စိတ်စိတ်နဲ့စစ်တိုက်လို့မရဘူးအားလုံးညီညွတ်နဲ့တိုက်မှာဒီတော်လှန်ရေးရအောင်မှာဖြစ်တယ်အဲဒါကြောင့်မတ်တစ်စစ်အောင်နိုင်မှုရညီညွတ်ဖို့ရတော့ငါတို့စစ်သားပီသားဘူးစစ်သားပီသားမှာစစ်အနိုင်တိုက်လို့ရမယ်ဒါတော့ဒီတင်တန်းမှာအားလုံးစုဖွဲ့လေ့ကျင့်ပြီးတော့ပြီးသွားတာနဲ့ဒီကိစ္စကြီးကပြီးသွားတာမဟုတ်ဘူးတတ်တွန်းတက်ပြင်တက်နောက်ရှေ့တန်းဒီပုံစံတိုင်းရှိနေမှာအားလုံးရှစ်ဆရာတဲ့တော်လှန်ရေးမှာခရီးပေါက်မယ်ရန်သူကိုအပြတ်သက်ရိုက်ချိုးနိုင်တယ်ဒါတွေကိုတော့ရဲဘော်တွေအားလုံးရှင်ထဲမှာတယောက်ရှင်းစီတိုင်းမှတ်ထားရမယ်တောင်းဝန်တရားတွေဖြစ်တယ်ဘာပေါ့လားဟုတ်စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့ရာငါတို့တယောက်ရှင်းစီမှာစစ်သားပီသားဖို့လိုအပ်တယ်ဒီနေ့ဒီအချိန်ဒီတင်တန်းကွန်းမှာဒီလိုအချိန်တွေအထိမင်းတို့ရန်သူကိုတိုက်ခိုက်မဲ့တနက်ကိုကင်ဆွဲအစစ်စစ်တော်တာဝန်ရှိတဲ့ရဲဘော်တွေအားလုံးဒီနေ့ဒီအချိန်တွေဒီအချိန်ထိတော်လန်ရေးအရွေးတစ်ခုမှာပါလာပြီဆိုကြတဲ့ကနောက်ခွက်လာမှာကြံတဲ့ကောင်တွေနဲ့ငါတို့ကတန်းညှိစရာအကြောင်းမရှိဘူးဟုတ်ပြီနော်ဟုတ်မင်းတို့တကယ်ချင်းတွေမှာလမ်းခွက်လာမှာကြံခဲ့တဲ့ရဲဘော်ရဲဘက်တွေရှိခဲ့တယ်မဟုတ်လားရှိပါတယ်2021အာဏာသိမ်းတဲ့နောက်ပိုင်းမှာငါတို့ကပါမယ်ဆိုပြီးတော့မှလိုက်လာတဲ့ကောင်တွေက2022အာဏာဒီဇာမိုးရအတွက်လက်တိလက်မောင်းတန်းနေပြီးတဲ့နောက်ပိုင်းမှာရန်သူကအပြင်းထန်ဖြိုခွင်းပြီးကြောက်လို့ကြံခဲ့တဲ့ကောင်တွေလည်းမကြံခဲ့ဘူးလားကြံခဲ့ပါတယ်အေးငါတို့တော့မကြောက်ဘူးကွာဆိုပြီးတော့မှတော်လိုင်းရေးမှာတင်တန်းတွေတက်ပြီးတော့မှတုံမီးတွေကိုင်းပြီးတော့မှတော်လန်ခဲ့တဲ့လူတွေလည်းမပါဘူးလားပါပါတယ်အေးဒီနောက်မှာရန်သူကပြင်းပြင်းထန်ထန်ငါတို့ကိုခုခံနဲ့တွန်းလှန်နဲ့တော်လှန်နဲ့ငါတို့ကလည်းစစ်ကိုစစ်နဲ့တူအောင်တိုက်တယ်မင်းတို့လည်းဒီခရိုင်တွန်းနေမဟုတ်ဘူးဒီမြို့နယ်တွန်းနေမဟုတ်ဘူးအခြားသောအရာတွေဂျားထဲမှာတိုက်ခဲ့တဲ့ရဲဘော်တွေရှိတယ်တကယ်လို့ရင်တကယ်ရတယ်တကယ်လို့ရင်ကိုလည်းတကယ်ပေးစားရတယ်ဆိုတော့မင်းတို့လည်းနားလည်ပြီးသားဖြစ်တယ်နော်ဟုတ်အဲ့ဒီအရွှေမှာကြံခဲ့တဲ့ရဲဘော်တွေမရှိဘူးလားရှိပါတယ်နော်အသက်ဆုံးပြီးကြံခဲ့တဲ့ရဲဘော်တွေရှိလို့တွဲကြောင်ပြီးကြံခဲ့တဲ့ရဲဘော်တွေလည်းရှိတယ်
ဟုတ်ပြီနော် ဟုတ် ဒီချိန်ဒီနေရာဒီတနန်းကွန်းမှာဒီလိုစုဖွဲ့မှုမျိုးနဲ့ဒီတော်လိုင်းရဲကိုဆက်လုပ်ပါမယ်ဆိုတော့ရဲဘော်တွေတယောက်ချင်းစီကိုငါလေးသားတယ်ဟုတ်ပြီနော် ဟုတ် ဟာဘာလို့လဲဆိုတော့ယုံကြည်မှုကိုရှင်မထဲမှာအပြည့်ထားပြီးတော့မှဘာအောင်မှခေါင်းထဲမထည့်ပဲနဲ့ငါတို့ဒီစွန့်လွတ်ခြင်းတွေနင့်နာခံခြင်းတွေနဲ့ဒီရွေးတစ်ခုကငါတို့မှမလုပ်ရင်ဘယ်သူမှလုံးမဲ့သူမရှိဘူးဆိုတဲ့အတီတရားနဲ့ဝင်လာတဲ့အတွက်ကျိုးစိုးတယ်ဝမ်းသာတယ်မြို့နဲ့တူစစ်စေးကိစ္စတွေကိုဦးလည်းမသုံးငါကိုယ်တိုင်ပါဝင်ဆောင်ရွက်မယ်ဟုတ်ပြီနော် ဟုတ် ဟောက်ကနေနေပြီးတော့မှလှုပ်လှုပ်ထဲမှာငါမပါဘူးဟုတ်ပြီလား ဟုတ် ဒီလိုစစ်စင်ရေးတွေအားလုံးထဲမှာညွှန်ကြားနိုင်တဲ့နေရာကနေပြီးတော့မှနိကဆုံးညွှန်ကြားမယ်လုံးလုံးရနိုင်တဲ့အနေထားကြည့်ရအောင်လဲကိုယ့်ကိုယ်ပြင်ဆင်ထားတယ်ဟုတ်ပြီနော် ဟုတ် ဘယ်တော့မှငယ်ပါလေစစ်တိုက်ကြအောင်ဟဲ့စစ်တိုက်သွားကြလို့ပြောတဲ့ထဲမှာငါမပါဘူးစစ်တိုက်သွားကြအောင်ဟဲ့လို့ပြောမယ်ဟုတ်ပြီနော် ဟုတ် အေးတန်တာတော့အများကြီးမပြောချင်ပါဘူးအချိန်နေနဲ့အချိန်ခါရရန်သူရဲ့ဒီကြောင့်အနေနဲ့လေးစိုးရင်ရတယ်ဒီကပြောချင်တာကတော့မင်းတို့စိတ်ဓာတ်ကြက်ခိုင်မှုရှိရမယ်ကိုယ်လည်းကြက်ခိုင်မှုရှိရမယ်တော်လာရေးဆိုတဲ့သဘောတရားတွေလင်းတာတော်လာရေးဆိုတဲ့သဘောတရားတွေကိုအမြဲတမ်းခေါင်းနဲ့ထည့်ထားမိုးလေးကမိုးချုံမင်းတို့မှန်ကြည့်ရဆိုရင်တော့ငါစစ်သားဖြစ်ပြီလားဆိုတာအမြဲတမ်းကိုယ့်ကိုယ်ပြန်မေးရမယ်ဟုတ်ပြီလား ဟုတ် အေးဒီတင်နန်းဝင်တဲ့မှာစစ်သားဖြစ်ပြီးအပြင်မှာစစ်သားမဖြစ်ဘူးဆိုတာအဓိပ္ပာယ်မရှိဘူးနော် ဟုတ် ဒီလိုတင်ပေးလိုက်တဲ့ဆရာတွေကလည်းဒီလိုအရွေးတစ်ခုလေးတွေလုပ်ဖို့ရမဟုတ်ဘူးတော်လာရေးကိုပြီးဆုံးထိတိုက်ဖို့ရအတွက်အလုံးလုံးဖို့ရအတွက်တင်ကြားပေးတဲ့ဆရာတွေဖြစ်တယ်ဒီဆရာတွေကငါတို့စစ်စီမသွားခင်ကတည်းကမင်းတို့ဆရာတွေဆိုတာဒီတင်နန်းဆရာတွေဆိုတာအမှရှင်းမှာငါတို့တက်အစုဖွဲ့ကိုတင်ပေးခဲ့တဲ့ဆရာတွေဖြစ်တယ်ဒီခိုင်မှာပေါက်ဖွာလာတဲ့ဒီခိုင်ကနေပြီးတော့မှဒီပညာလေးတွေတင်ပြီးတော့မှလုပ်တဲ့ဆရာတွေမဟုတ်ဘူးနိုင်စာမှာပညာသွားတင်ပြီးစစ်စီထိုင်းလျောက်ခေါ်ဆောင်ခဲ့ပြီးတော့မှသူတို့နင့်နာခံမှုတွေနဲ့လုပ်ခဲ့တဲ့ဒီတင်နန်းဆရာတွေဖြစ်တယ်သူတို့ရဲ့တင်ကြားပေးမှုတွေကလည်းမြင်ရတာကြည့်ရတာဟာတော့ဒီအားရစရာကောင်းတယ်မင်းတို့ဒီတော်လန်ရေးမှာဒီဆရာတွေတင်ပေးလိုက်တဲ့ဥစ္စာကဘာလို့ဘဲထိတဲသွားတော့မလို့ဆိုတာတမိုင်းအခုစအစ်စ်ရေးပြီနော် ဟုတ် ဟုတ်ပြီနော် ဟုတ် ဟုတ်ပြီဟုတ်ပြီအားလုံးကိုကျေးဇူးတင်တယ်နော် ဟုတ် စင်မြေပြင်မှာစုံမယ်နော် ဟုတ် တမိုင်းဆိုင်မှာကော်ပီတိုင်းမှာဘီယာဆိုင်မှာတော့စုံမွေးရတော့မပြောနဲ့စင်မြေပြင်မှာစုံမယ်နော် ဟုတ် ဟုတ်ပြီအားလုံးကိုလေးစားပါတယ်ဒါဒီလိုချုပ်ပြီနော် ဟုတ်